ခင်ယေရှုယေရှုပြဘုရားကိုချစ်ပါတယ်ညမှာဒီချိန်မှာပေါ့နော်ဂယုဏရှိတော်သူတို့ဒီမင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့ဒီဂယုဏကိုခံရ၍ဂယုဏကိုခံရကြလက်တန်းပေါ့နော်မတေခန်းကြီးငါအငယ်ခုမှာပေါ်ပြတဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ဂယုဏဆိုတာဘာလဲဂယုဏဆိုတာကဖခင်သခင်ရဲ့ချစ်ချင်းမေတ္တာကနေတက်ရောက်တဲ့အကြောင်းအရာဖြစ်ပါတယ်ဘုရားသခင်ကပြောပါတယ်ယောမအခန်းကြီး9ငယ်15မှာဆိုငါဒီဂယုဏပြလို့တော့သူကိုဂယုဏပြမည်ထို့ကြောင့်လူချင်းတော်သူဒီတတ်နိုင်သည်မဟုတ်ပြေးတော်သူဒီလည်းတတ်နိုင်သည်မဟုတ်ဂယုဏပြတော်မူသောဘုရားသခင်ကလည်းတတ်နိုင်တော်မူ၏လို့ပြောပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကဂယုဏလို့ပြောတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ဘုရားသခင်ရဲ့ကျွန်တော်တို့အပေါ်မှာလှုပ်ဆောင်တဲ့အရာတွေကိုကျွန်တော်တို့ဝန်ခံခြင်းကဘုရားရဲ့ဂယုဏကိုကျွန်တော်တို့ခံစားခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ပြေးနိုင်လို့မရောက်တာမဟုတ်ဘဲနဲ့ကျွန်တော်လုံနိုင်လို့ရရှိတာမဟုတ်ဘဲနဲ့ဘုရားသခင်ဂယုဏကြောင့်ရတယ်ဆိုတာကျွန်တော်မြင်ရတာဖြစ်ပါတယ်ယောမအခန်းကြီး9ငွေ15ခခွေပိုက်ကနေစပြီး16ထိပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ကအပြေးပြိုင်ပွဲတစ်ခုမှာကျွန်တော်ပြေးနိုင်လို့ရောက်တယ်ဆိုပေမဲ့အဲ့ဒီပြေးနိုင်ဖို့အလုံးကခွန်အားပေးတဲ့အကြောင်းအရာကဘုရားပဲဖြစ်ပါတယ်နောက်ပြီးတော့မှကျွန်တော်ပြေးခြင်းဟာလည်းပဲလမ်းကြောင်းမှန်ပေါ်နဲ့ရှိဖို့ကလည်းဘုရားသခင်ရဲ့ပေးပင်ခြင်းပဲလိုအပ်တာဖြစ်ပါတယ်ကျွန်တော်ကပြေးရပြေးပါတယ်ပြေးတော့ပြေးပါတယ်ဖန်တိုင်လည်းရောက်ပါတယ်ဒါပေမဲ့ကျွန်တော်ပြေးလမ်းကြောင်းကမားနေတဲ့အခါမှာကျွန်တော်ပြေးခြင်းကအလကားချီနေပဲဖြစ်ပါတယ်ကျွန်တော်တို့ရှာထွက်ရင်ငတ်ပြီးတော့မှနောက်ဆုံးမှကျွန်တော်တို့ပြင်ပိုင်းရကျုံမနှပ်ပဲဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ဘုရားရဲ့ဂရုဏာကကျွန်တော်တို့ကိုလမ်းကြောင်းမှပေါ်နေလေတင်မပေးပါတယ်ဘုရားသခင်တလည်းတတ်နိုင်တော်မူ၏လို့ပြောတဲ့အတွက်ကြောင့်အရာခတ်သိမ်းကဘုရားသခင်ရဲ့အုပ်စုမှုအောင်နဲ့ရှိတယ်ဘုရားသခင်လှုပ်စေလူတဲ့အရာကိုလှုပ်တယ်ဘုရားသခင်ပြေးတဲ့လမ်းကြောင်းမှာပြေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ပြေးခြင်းကတကယ်ပဲဘုရားဂရုဏာတော်ရှိမှာဖြစ်ပါတယ်ကျွန်တော်ဘလောက်ပဲပေါင်းစက္ကန့်တွေပြောဘလောက်ပဲဖျားမှုတော်၌ကျွန်တော်လှုပ်ဆောင်နေပြီပြောကျွန်တော်ရဲ့လမ်းကြောင်းမှာပြေးခြင်းဟာဘုရားသခင်ဂရုဏာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဒီချင်းနေပဲဖြစ်မှာဖြစ်ပါတယ်ပိုင်ငယ်3မှာပေါ့နော်ကျွန်တော်တို့ဒီဘုရားသခင်ဂရုဏာကိုသိရှိမိဆိုရင်ကျွန်တော်တို့အာယုံအားထုတ်မှု၌ကူးစားမိမဟုတ်ပါတို့မဟုတ်ကျွန်တော်တို့ရှုံးနေမှုများအဖြစ်စိတ်ပြည့်မိမဟုတ်တော့ပါကျွန်တော်တို့စိတ်ပြည့်ဖွယ်ရခြင်းနဲ့တို့မျိုးလင့်ချက်မှာဘုရားသခင်ဂရုဏာရှိတာဖြစ်ပါတယ်အေဖက်နေ့4မှာပေါ့နော်ဆိုတော့ဘာပြောချင်လဲလို့ပြောတဲ့အခါဘုရားသခင်ရဲ့ဂယုဏကိုတိနေဆိုလို့ရှိရင်ကျွန်တော်ရဲ့အားထုတ်လို့ဆောင်မှုကိုကျွန်တော်မကူစားတော့ဘူး။ဒီနေ့ကျွန်တော်တို့ခရိယန်တွေတော်တော်များများကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်။ဘာလဲလို့ပြောတဲ့အခါကျွန်တော်တို့ပါဝင်စက္ကန့်နိုင်လို့ကျွန်တော်တို့ရတယ်လို့ပြောပါတယ်။အဲ့လိုပဲထင်မှတ်ကြတယ်။ကျွန်တော်တို့လုံနိုင်လို့ဒါဘုရားကောင်းကြီးပေးတာလို့ကျွန်တော်တို့ဒီတိုင်းပဲဆုံးဖြတ်ဒီတိုင်းပဲခံယူထားတာဖြစ်ပါဒါပေမဲ့ဘုရားရဲ့ဂယုဏတော့အဲ့ထက်တာ။ကျွန်တော်တို့လူတွေကတယောက်မှမကောင်းပါဘူး။ဒီမှာစိတ်ပြက်ဖွေတော့လူလို့ပြောပါတယ်။ကျွန်တော်တို့ကတကယ်ဘုရားသခင်ရဲ့စီမံကိန်းနဲ့ဘုရားသခင်ချမှတ်ထားတဲ့စံချိန်စံနှုန်းနဲ့လုံးဝမကိုက်ညီတဲ့လူမျိုးတွေလုံးဝသုံးစားမရတဲ့လူတွေဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာပေါ်၌ဘုရားသခင်ရဲ့ဂယုဏကအကြောင်းတို့မျိုးလေးရဖြစ်ပါတယ်ကျွန်တော်စိတ်ပြတ်ဖို့ရအခြေအနေတွေမှာဘုရားသခင်ကျွန်တော်ကိုခေါ်ဆောင်ပေးခြင်းကတကယ်ပဲကျွန်တော်ကိုဘုရားသခင်ကကျွန်တော်ကိုဂယုဏတက်ရောက်စေတာဖြစ်ပါတယ်ဒီမှာတစ်ခုပေါ့နော်ယာကုပ်အခန်းကြီးနဲ့အငယ်73မှာဆိုလို့ရှိရင်ဂယုဏမရှိတော့သူဒီဂယုဏကိမေဆိုတာတရားစီရင်ခြင်းကိုခံရလိမ့်မည်တဲ့ဂယုဏတွေတရားစီရင်ခြင်းကိုအောင်တိုက်ဆိုတရားစီရင်ခြင်းလို့ပြောတယ်ဘုရားသခင်ရဲ့နောက်ဆုံးလုံးနေ့နဲ့ကျွန်တော်တို့ပေါ်၌သူ့ရဲ့ချီဆောင်ခြင်းပေါ်၌ဘုရားသခင်ရဲ့ဂယုဏတက်ရောက်မှုကကျွန်တော်အခြားသူတွေပေါ်၌ဘယ်လောက်ထိဂယုဏတက်ရောက်လဲဆိုလေရပေါ်၌တည်သွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကမိမိကိုယ်ကိုတင်းကျပ်ပြီးတော့မှအခြားသူတွေကိုဂယုဏပြတဲ့အခါမှာကျွန်တော်ရဲ့တင်းကျပ်ခြင်းကအခြားသူတွေကိုဂယုဏပြဖို့အခွင့်အလမ်းဖြစ်လာတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်မတင်းကျပ်ဘဲနဲ့အခြားသူတွေကိုပဲတင်းကျပ်မင်းဆိုလို့ရှိရင်ဂယုဏဆိုတဲ့အကြောင်းအရာကိုလည်းကျွန်တော်တွေ့ကြုံခံစားတတ်မှာမဟုတ်ပါဘူးဆိုဒီနေ့ဘုရားဖို့ပြတဲ့အကြောင်းအရာတကယ်ပဲကျွန်တော်အံ့ဩဖွယ်ဖြစ်ပါတယ်တခင်ယေရှုကိုချစ်ပါတယ်ကျွန်မအခန်းကြီး7အငယ်30နှစ်မှာဆိုရှင်ဘုရားသခင်ဒီလူပေါင်းတို့ကိုဂယုဏပြခြင်းအခွင့်ရှိစေခြင်းကလူပေါင်းတို့ကိုမနာခံခြင်းပေးနဲ့ချုပ်ထားတော်မူ၏ဆိုရင်ကျွန်တော်ရဲ့မနာခံခြင်းကျွန်တော်ဘုရားသခင်ကိုပုံကန်ခြင်းအရာတွေကဘုရားရဲ့ဂယုဏပြဖို့အခွင့်ရှိစေတယ်လို့ပြောပါတယ်ဒီလိုပြောလို့ကျွန်တော်အပြစ်လုပ်ရမယ်လို့ကျွန်တော်မဆိုလို့ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ဇာတိအသွေးသားရဇာတိအသွေးခေါ်ရအလုံးစော်ခြင်းသွေးသားရကျွန်တော်ကအပြစ်မှားလိုက်တဲ့အပြစ်တွေကဘုရားသခင်ဂယုဏတက်ရောက်စေဖို့ဖြစ်တယ်ဆိုကျွန်တော်မြင်ခဲ့ရတာဖြစ်ပါကြောင်းအရာခတ်သိန်းကဘုရားရဲ့ထိန်ချုပ်အုပ်စုအောင်နိုင်ရှိတယ်အရာခတ်သိန်းကဘုရားရဲ့တွာလာခြင်းဘုရားရဲ့စီမံခြင်းအောင်နိုင်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီအတိုင်းပဲနားလည်သဘောပေါက်တာရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဂယုဏအကြောင်းကိုပြန်လည်ပြီးတော့ပြောမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဂယုဏနဲ့ချစ်ချင်းမြတ်တာပေါ့နော်ဆိုတော့ဂယုဏနဲ့ကျေးဇူးတော်ကျွန်တော်ကအခြားသူတွေကိုအရန်ချစ်ရတဲ့လူတယောက်ကိုသူကလက်ဆောင်တစ်ခုပေးလိုက်တယ်ဆိုလို့ရှိရင်ဒီဟာကသူ့ကိုအရန်ချစ်လို့ချစ်ချင်းမြတ်တာလက်ဆောင်ပေါ့နော်ဒါပေမဲ့လုံးဝစုပ်ပြတ်တတ်နေတဲ့တတောင်းစားတရားပေါ့နော်ဥပမာသူ့ကိုကျွန်တော်တို့လက်ဆောင်ပေးလိုက်ခြင်းသူ့ကိုဂယုဏရှိလို့ဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ကကျွန်တော်တို့လူတွေစိတ်ပြတ်ဖွေကောင်းသောလူတွေဖြစ်တော်ညာလည်းပဲဘုရားသခင်ဂယုဏတော်ကကျွန်တော်တို့ပုံမှာရှိတဲ့ခါမှာသူ့ရဲ့ကျေးဇူးတော်ကဒီဟာကိုမှတ်စားပေးတယ်အဲဒီဂယုဏနဲ့ကျေးဇူးတော်ကမေတ္တာကိုဖော်ပြတဲ့အကြောင်းများဘုရားသခင်ရဲ့မေတ္တာကအင်မတန်မှကြီးမားလွန်းတဲ့အတွက်ကြောင့်မလို့ဒီနေ့ဂယုဏနဲ့ကျေးဇူးတော်ကချစ်ချင်းမေတ္တာကိုဖော်ကျူးပြီးတော့မှဒီအရာကဘုရားသခင်ရဲ့ဂုဏ်အင်္ဂါလက္ခဏာတစ်ခုဖြစ်တယ်ဆိုတာကိုမြင်တွေ့ရတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဘုရားသခင်ရဲ့ဂယုဏတော်ဒီယနေ့ကျွန်တော်အထင်နဲ့ကျွန်တော်အပေါ်နဲ့တက်ရောက်နေမြင်ရှိတာဖြစ်ပါတယ်ငါတို့ဒီဖေခရစ်တော်ယေရှုနဲ့ခမည်းတော်ဘုရားသခင်အထံတော်ကကျေးဇူးတော်ဂယုဏတော်ငြိမ်သက်ခြင်းရှိပါစေတော့နေ့ဒီအခန်းကြီး1အငယ်1မှာဆိုရင်ဒီလိုပြောတာမလို့သုံးပါးတစ်ပါးဘုရားသခင်ရဲ့ကျေးဇူးတော်တွေဂယုဏတော်တွေငြိမ်သက်ခြင်းတွေက
ကျွန်တော်ပေါ်၌တက်ရောက်နေတာဖြစ်ပါတယ်ဒီတွေ့ကြောင်းဖခင်ရဲ့ဂရုဏာတော်ကကျွန်တော်ကိုလွှမ်းခြုံထားပြီးတော့ကျွန်တော်လမ်းမရောက်နေတဲ့အခါမှာတော့လမ်းမရောက်နေတဲ့အခါမှာဖခင်ပို့ဆောင်ခြင်းမှာစားခြင်းကဖခင်ရဲ့ကျေးဇူးဂရုဏာဖြစ်ပါတယ်ဒီဟာကဖခင်မေတ္တာကိုဖော်ကျူးနေတာဖြစ်ပါတယ်ဆိုတော့ဂရုဏာတော်ဒီကျွန်တော်တို့ကိုကောင်းခြင်းဆိုးခြင်းဆိုတဲ့အခြေအနေပေါ်နဲ့မမူတည်ဘဲနဲ့ဖခင်စီမံတတ်မှတ်ထားတဲ့လမ်းကြောင်းပေါ်၌ရှောက်လန်းခြင်းပေါ်၌ဒါမူတည်ပါတယ်ကျွန်တော်ဘယ်လောက်ပဲကြိုးစားရုံကနေပြောဖခင်ရဲ့ဂရုဏာမရှိဘူးဆိုလို့ရှိရင်တော့ဖခင်ဂရုဏာပြလို့တော့သူမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့လုံဆောင်ခြင်းနဲ့အခြေအနေဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ဖခင်ရဲ့လမ်းကြောင်းပေါ်၌ရှိပြီးတော့ဖခင်ရဲ့ဂရုဏာတော်ကိုတောင်းခံဖို့လုံးရေးချင်းဆိုတဲ့ကျွန်တော်ကတူဝင်ချင်းကပ်ဖို့မျက်မှောက်တော်၌တူဝင်ချင်းကပ်ဖို့လိုအပ်တာဖြစ်ပါတယ်ခင်ယေရှုကိုလိုကိုချစ်ပါတယ်ကိုဂရုဏာတော်ကြီးကြီးမားလာပါတယ်အာမင်